အားလုံးမင်္ဂလာပါ Basic Soccer Sport Channel ကနေတင်တော့ကိုຫນွေတွေးဆိုတာကြိုဆိုပါတယ်ဒီနေ့ကျွန်တော်ပြောသွားမယ့်အကြောင်းအရာကတော့2026ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲရဲ့ Semi Final ပထမပွဲကြိုခန့်မှန်းခြင်းဖြစ်ပါတယ်။ကံမဲ့အချိန်ကတော့ကျွန်တော်တို့ဇူလိုင်လ15ရက်နေ့ဗုဒ္ဓဟူးနေ့ဖြစ်ပါတယ်။အချိန်ကတော့မနေ့တနာရီခွဲဖြစ်ပါတယ်။ကျွန်တော် YouTube channel ကို subscribe မလုပ်သေးတဲ့လူ subscribe လုပ်ပေးဖို့ like လုပ်ပေးဖို့နဲ့မြန်မာပြည်ကကြည့်တဲ့လူတွေဒီ VPN ခံပြီးကြည့်ပေးဖို့ကျွန်တော်အနေနဲ့တောင်းဆိုလိုပါတယ်ကျေးဇူးများတင်ပါတယ်ကျွန်တော်ဒီနေ့ပြောသွားမယ့်အရာတော့ semi final ပြင်သစ်နဲ့စပိန်ကံမဲ့ပွဲကြိုခန့်မှန်းချက်ဖြစ်တယ် quarter final မှာကျွန်တော်ကြည့်လိုက်တဲ့အခါပြင်သစ်ကမော်ရိုကိုကို2ဂိုး3ညနဲ့နိုင်ပြီးတော့ semi final တက်လာတယ်စပိန်ကဘယ်လ်ဂျီယမ်ကို2ဂိုး1ဂိုးနဲ့နိုင်ပြီးတော့ semi final ကိုတက်လာတာတွေ့ရတယ်ဒီနှစ်သိန်းရဲ့အားသာချက်အားနည်းချက်ကြည့်မယ်ဆိုရင်ပြင်သစ်ကတိုက်စစ်အင်အားအလွန်ကောင်းတဲ့အလွန်ပြင်းထန်တဲ့အသင်းဖြစ်တယ်ပြီးတော့တောင်ပန်ကစားသမားတွေလည်းအမြန်နှုန်းအင်မတန်မှကောင်းပြီးတော့တဦးချင်းစွမ်းဆောင်ရည်လည်းကောင်းတယ်တောင်ပန်မှာတော့အဓိကအိုစမာဒမ်ဘေလီနဲ့ဘာဂိုလာတော့အရန်ကောင်းနေတာတွေ့ရတယ်ပြီးတော့အလေတန်းနဲ့ခန်းစစ်မှာအတွေ့အကြုံများတာတွေ့ရတယ်ပြီးတော့တန်ပြန်တိုက်စစ်ကောင်တာအထက်လည်းအလွန်ကောင်းပြီးတော့ဒီအသင်းကအတူတူကစားလာတာကြာပြီဖြစ်တဲ့အတွက်ကြောင့်เนาะ team squad လည်းတော်တော်ကောင်းတာကျွန်တော်အနေနဲ့တွေ့ရတယ်အားနည်းချက်ကတော့ဖိအားကြုံလာရင်ဘောလုံးဆုံးရှုံးမှုရနိုင်တယ်ပြီးတော့နောက်တန်းတက်ကစားချိန်မှာနေရာလွတ်တွေပေးတတ်တာကျွန်တော်တွေ့ရတယ်စပိန်ရဲ့အားသာချက်ကတော့ဘောလုံးပိုင်ဆိုင်မှုเนาะ ball possession အလွန်ကောင်းတဲ့အသင်းဖြစ်တယ်ပြီးတော့ဒီသူတို့ပါစင်အတူလေးပေးပြီးတော့တိုက်စစ်လှုပ်ရှားမှုကစားတာအလွန်ကောင်းတာတွေ့ရတယ်လူငယ်နဲ့အတွေ့အကြုံရှိတဲ့ကစားသမားများကိုကောင်းမွန်စွာပေါင်းဆက်ထားတာတွေ့ရတယ်ပြီးတော့အားနည်းချက်ကြတော့အခွင့်အရေးများကိုအမြဲတမ်းကိုအဖြစ်မပြောင်းလဲနိုင်ဘူးမြန်ဆန်တဲ့ကောင်တာအသက်များကိုတတိထားရနိုင်တယ်ဖြစ်နိုင်ချေလူစင်ရတော့ပြင်သစ်ကတော့4-3-3နဲ့ကစားတာများတယ်ဂိုးကတော့ Mike Nan ဖြစ်တဲ့ AC Milan မှာကစားတယ် right back ကတော့ Julie Koundé Barcelona မှာကစားတယ် center back ကတော့ William Saliba Arsenal မှာကစားတယ်ပြီးတော့ center back နောက်တစ်ယောက်ကတော့ Ibrahim Konate Liverpool မှာကစားတယ်ပြီးတော့ဒီ left back ကတော့ Theo Hernandez เนาะ Al Hilal မှာကစားတာတွေ့ရတယ်ကျွန်တော်အလဲတန်းမှာကြတော့သူက4-3-3ဆိုတော့အလဲတန်း3ယောက်Aurelian Tchouameni Real Madrid မှာကစားတယ်ပြီးတော့ Edouard Camavinga သူလည်း Real Madrid မှာကစားတယ်ပြီးတော့ Warren Zaïre-Emery သူကြတော့ Paris Saint-Germain မှာကစားတာတွေ့ရတယ်ပြီးတော့ right wing ကတော့ Ousmane Dembélé ဖြစ်တယ် Paris Saint-Germain မှာကစားတယ်ပြီးတော့ striker တော့ Kylian Mbappé Real Madrid မှာကစားပြီးတော့ left wing ကတော့ Bradley Barcola Paris Saint-Germain မှာကစားတာတွေ့ရစပိန်ဘက်မှာကြတော့4-3-3နဲ့ကစားတယ်ဂိုသမားတော့ Unai Simon เนาะ Athletic Club မှာကစားတယ်ပြီးတော့ right back ကတော့ Pedro Porro Tottenham Hotspur မှာကစားတယ် center back ကတော့ Ruben Alnoman Atletico Madrid မှာကစားတယ်နောက်တစ်ယောက် center back ကတော့ Pau Cubarsí Barcelona မှာကစားတယ်ပြီးတော့ left back ကတော့ Alexandro Baldi Barcelona မှာကစားတယ်ပြီးတော့အလဲတန်း3ယောက်မှာတယောက်ကတော့ Rodri ဖြစ်တယ် Manchester City မှာကစားတယ်ပြီးတော့ Pedri Barcelona မှာကစားတယ်ပြီးတော့နောက်အလဲတန်းတယောက်ကျတော့ Fabian Ruiz Paris Saint-Germain မှာကစားတယ်ရှစ်တန်း3ယောက်ကတော့ညာဖက်မှာ Lamine Yamal Barcelona မှာကစားတယ်အထောင်ကတော့ဒီ Mikel Jama Bala ဖြစ်တယ်ပြီးတော့ဒီနော်ဘယ်တောင်ပန်းတော့ဒီ Nico Williams ဖြစ်နိုင်တာကျွန်တော်အနေနဲ့တွေ့ရတယ်ဂိုးခန့်မှတော့ပြင်သစ်2ဂိုးစပိန်2ဂိုးပြီးတော့အချိန်ပြည့်သေးကြပြီးတော့အချိန်ပိုနဲ့ penalty လဲရောက်နိုင်တာကျွန်တော်တွေ့ရတယ် Asian handicap ခန့်မှန်းချက်တော့ပြင်သစ်နော်တရေတဝက်ရှုံးပေးထားတာတွေ့ရတယ်ရွေးရမှာတော့ပြင်သစ်ဖြစ်တယ်
ပုံမလုံးချုံတဲ့ရွေးချယ်မှုကတော့ပြင်သစ်နော်တရေဆိုရင်ကျွန်တော် bet မလုပ်ဖို့ဖြစ်တယ်ခံမှန်းချက်ကတော့အနိုင်ရချေပြင်သစ်အနေငယ်တာတယ်စုစုပေါင်းgoalကတော့နော် goal over 1.5လောက်ဖြစ်နိုင်ချေရှိတယ်နှစ်သင်းစလုံးgoalသွင်းမယ်ဆိုတာကျွန်တော်အနေနဲ့တွေးရပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဒီ2026ခုနှစ်ကမ္ဘာဖလားလဲအခုအဆုံးရောက်ဖို့เนาะ semi final နဲ့ပွဲနဲ့ final ပဲလို့တော့တယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ရခံမှန်းချက်တွေမှန်ကန်ပြီးတော့ဝါသနာအရာကြည့်ုံမကဘဲနဲ့စီးပွားရေးအရာကြည့်တယ်လို့အားလုံးမှန်ကန်နိုင်ပါစေအောင်မြင်နိုင်ပါစေကြားမှာပါစေချမ်းသာပါစေ2026နှစ်စီးပွားတိုးတက်အောင်မြင်ပြီးတော့တန်းကြွယ်တည်ဖြစ်နိုင်တဲ့နေ့ဖြစ်ပါစေလို့ကျွန်တော်အနေနဲ့ပြောကြရင်တော့နှိကုံးချုပ်ပါတယ်ကျေးဇူးတင်ပါတယ်